အားလုံးမင်္ဂလာပါရှင်။လက်ရှိကတော့ရမင်းဂျပန်တင်နန်းကျောင်းမှာဆရာမရမင်းမင်းဖြစ်ပါတယ်ရှင်။အခုဗီဒီယိုဖိုင်လေးကတော့ M5 M4 ခန်းကြီးရက်20 challenge လုပ်ပေးနေတဲ့ဒီစစ်လေးပဲဖြစ်တယ်ပေါ့နော်။လက်ရှိကဒီလကုံမှာပေါ့နော်။ဒီလကုံမှာအစားကဒီလကုံ20ရက်နေ့ကစပြီးမှတ်ရ20ရက်နေ့မဟုတ်ဘူး။ဘယ်နေ့ပါလဲ17ရက်နေ့ရလားမသိဘူး17ရက်နေ့ကစမှတ်ရတင်ပေးတယ်ပေါ့နော်တင်ပေးပြီးတော့လာကုံမှာရက်20 day 20 challenge ဆိုပြီးတော့တင်ပေးတယ်ဒီကြားထဲမှာကျမရေးအချိန်ကြီးဖြစ်တယ်အခုလက်ရှိလေအဲ့လောက်တင်ပေးတာအဲ့လောက်အကောင်ကြီးလည်းမဟုတ်ဘူးပေါ့နော်အပြင်တန်းကျောင်းသားတွေဆိုရင်လည်းပိုသိပါတယ်အဲ့တော့ဒါရက်ထားတာကြာမှာဆိုလို့ဒါရှိပြန်စူးစမ်းပြီးတော့တင်ပေးပါမယ်ဒီနေ့မှာတော့အရင်နဲ့အပြည့်မဟုတ်တော့နက်ဖန်လည်းအတန်းနေရှိသေးတာမလို့10လုံးပဲတင်လိုက်မယ်ပေါ့နော်ဒီနေ့ file မှာ day 5 D က85လုံးပြီးထားတာဆိုတော့ဒီနေ့ file မှာအလုံးရေ85လုံးထိတော့ပြီးသွားမယ်ပေါ့နော်နောက်ရက်နည်းနည်းပိုအားပြည့်လာတဲ့အခါမှာပိုအားဖြည့်ပြီးတော့တင်ပေးမယ်တေချာတာကတော့ဒါရှိသည်9ရက်နေ့ကနေ14ရက်နေ့ထိကိုသတင်းချုပ်ပရက်ဖြစ်နေပြေဝခဏနားမှာဖြစ်ပါတယ်အဲ့တော့9ရက်နေ့မတိုင်ခင်6ရက်နေ့ညနောက်ဆုံးထားပြီးတော့လှုပ်ရှားရှိတဲ့စာတွေအကုန်အလုံးလက်ကျန်တွေကိုအကုန်လုံးဖြတ်ပေးခဲ့မှာပါအဲ့တော့ကျောင်းသားတို့အတွက်တင်ပေးမယ်ဆိုတဲ့အလုံး300မပြည့်မချင်းကို6ရက်နေ့နောက်ဆုံးထားပြီးတော့ဒီ10ရက်အတွင်းမှာဒီလက်ကျန်10ရက်အတွင်းမှာစူးစမ်းပြီးတော့အကုန်ဖြတ်ပေးခဲ့မှာဖြစ်ပါတယ်နော်ဒီနေ့ဆင်ထားတာကအရင်တော့ဖိုင်နေဆိုရင် day 1 to day 5မှာဒါရှိဆင်ထားတာပုံစံတူလေးတွေကနေဆင့်ပြီးတော့သွားတာတတိထားမိမယ်နော်ဒီနေ့ကကြတော့ဒါရှိဟာပုံလေးတွေဖြစ်နေဆွဲပြမယ်ပုံလေးတွေနဲ့တူတဲ့ဟာလေးပေါ့နော်ဆိုတော့ဒါအရင်ရက်တည်းကဆိုလေကွင်းဆိုလေကွင်းကနေအခြေခံပြီးသွားတာမြေကြီးဆိုမြေကြီးကိုအခြေခံပြီးသွားတာနေဆိုရင်နေကိုအခြေခံပြီးသွားတာအဲ့လိုမျိုးတွေတင်ခဲ့တယ်ဒါကြတော့ဒီနေ့ကျတော့အဲ့လိုပုံစံမဟုတ်ဘဲနဲ့ပုံစံတူတွေဖြစ်နေပဲဆွဲပြသွားမယ်နော်အရင်ဟွာမရှိတော့လေအရင်ထက်ဆိုင်သိပြီးတော့မရှင်းပြနိုင်ခင်နားလေခွင့်လုပ်ပေးကြပါလို့တောင်းပန်ပါတယ်တကယ်ကိုကျမကြီးကအဲ့လောက်ကြီးအဆင်မပြေသေးလို့ပါနော်အရင်ရက်က day 5မှာဒီခန်းကြီးတင်ခဲ့ပြီးပြီဒီခန်းကြီးကပြောတယ်လို့တင်ခဲ့ပြီးပြီဖတ်တယ်တို့တွေဘာလို့ဖတ်လဲတို့တွေဘာလို့စာဖတ်လဲစာတွေဘာလို့ဖတ်ကြလဲပြောတတ်ချင်လို့ဖတ်တာမဟုတ်ဘူးလားစာတွေဖတ်တယ်ဆိုတာဘာလို့ဖတ်လဲပြောတတ်ချင်လို့ဖတ်တာဟုတ်တယ်နော်ဖတ်တယ်ဆိုတာတနည်းအားဖြင့်ပြောရင်ကဲသမီးတို့ရေသားတို့ရေစာဖတ်ဆိုရင်ပြောရတာမဟုတ်ဘူးလားနော်ကျောင်းထဲမှာစဉ်းစားကြည့်လိုက်ပါကျောင်းသားတို့ရေကဲကလေးတို့ရေစာဖတ်ပါလို့ပြောရင်ကိုဖတ်မဲ့စာတွေပါဇက်ကနေပြောရတာမဟုတ်ဘူးလားစာဖတ်တယ်ဆိုတာလေပြောတာမလို့ပြောတဲ့ခန်းကြီးလေးထည့်လိုက်တယ်ဒီအစိပ်ပိုင်းလေးလဲပဲအမြင့်မှာတော့သူ့မှာအဓိပ္ပာယ်ရှိပေမဲ့ဒါရှိကတော့လောလောဆယ်တော့အဲ့ဒီအဓိပ္ပာယ်ကိုပြောမဲ့အစားစီမီးခွက်လေးလိုပဲမြင်လိုက်မယ်စီမီးခွက်လေးဒီမှာကြည့်စီမီးခွက်လေးစီမီးလေးထုံးပြီးတော့ဖတ်တယ်ပေါ့ဒီမှာဇပွဲကုံလေးပေါ်မှာစီမီးလေးထုံးပြီးတော့ဖတ်တယ်ဖြစ်နေမြင်လိုက်မယ်သဘောပေါက်လားမသိဘူးကျောင်းသားတို့စာဖတ်ပါဆိုရင်ဘာလို့ရပြီလဲစာဖတ်တယ်ဆိုတာပြောရတယ်စာဖတ်တယ်ဆိုတာဖတ်ပြပါဆိုတော့ပါဇက်ကနေပြောရတာဘလို့ဖတ်လဲစီမီလေးထုံးပြီးတော့ဖတ်တယ်ပေါ့ဒါအောင်စီမီခွက်ပုံစံလေးဖြစ်နေမြေကြီးမဟုတ်ဘူးနော်မြေကြီးဆိုအောက်ကရှိတယ်စီမီခွက်ပုံစံလေးထုံးပြီးတော့ဖတ်တယ်ဘယ်မှာထုံးတာလဲဇပွဲလေးလို့မြင်ကြည့်လိုက်ဇပွဲလေးပေါ်မှာနော်ဒါဇပွဲကုံလေးလို့မြင်ကြည့်လိုက်ဒီမှာဇပွဲကုံလေးမြင်လားမသိဘူးနော်ဇပွဲကုံလေးပေါ်မှာစီမီလေးထုံးပြီးတော့ဇပွဲလေးပေါ်မှာစီမီလေးထုံးပြီးတော့ဖတ်တယ်ပေါ့ဖတ်တယ်ဆိုတာပြောရတာဖတ်တယ်ဆိုတာပြောရတာစာဖတ်တော့ဘလို့ဖတ်လဲစီမီလေးထုံးပြီးတော့ဖတ်တယ်ဘယ်ပေါ်မှာစီမီလေးထုံးတာလဲဒါလေးကိုဇပွဲကုံလေးလို့မြင်ကြည့်ဇပွဲကုံလေးပေါ်မှာစီမီလေးထုံးပြီးတော့ဖတ်တယ်ဖတ်တာကိုယော်မီမတ်သူများနဲ့ပေါင်းရင်ဒိုခုတို့တွေ N3 လောက်ဆိုရင်ဒိုခုကလိုတယ်အခု54မှာဆိုရင်တော့ယော်မီမတ်ကအဓိကပါဒီ3လောက်ပါတော့ဆိုရင်တော့ဒိုခုကလိုတယ်54မှာယော်မီမတ်ကအဓိကလိုပါတယ်ဖြစ်မယ်နော်ဒါကအရင်လက်ကျန်ဒီပုံစံလက်ကျန်လေးရဟာကိုဆက်ပြောတာနောက်တစ်ခုဆိုင်အခုတင်မဲ့ခန်းကြီးကဆိုင်တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်တို့တွေအမိုးအကာလေးနဲ့လောက်ရတယ်မဟုတ်ဘူးလားဆိုင်တစ်ဆိုင်ဖြစ်တော့မယ်ဆိုရင်အမိုးအကာလေးလောက်ရတယ်ဆိုင်လို့ကြားတာနဲ့ဆိုင်တစ်ဆိုင်ဖွင့်တော့မယ်ဆိုလို့ရှင်တို့တွေမှာအမိုးအကာလေးလောက်ရတယ်89လုံးမြောက်အမိုးအကာအချို့ဆိုင်တွေကလေအပေါ်စီးကနေတိတ်ပြောတာတော့ဝယ်နိုင်လားနော်ကြုံမှုတယ်နော်ဝယ်နိုင်လို့လားဒါကဈေးကြီးတယ်ဇလန်းထဲမှာနေရှိတာမဟုတ်လက်တွေ့မှာလည်းရှိတယ်နော်ဒီအပေါ်ကအစိပ်ပိုင်းလေးကဥအဲနဲ့တူတယ်အောက်ကအစိပ်ပိုင်းလေးကပါဇက်နဲ့တူတယ်ဆိုင်လို့ကြရင်တို့တွေကအမိုးကာလေးတော့ရှိရမှာပေါ့အချို့ဆိုင်တွေရဲ့အချို့ကလေ customer ကိုအရေးမထားဘူးအထက်စီးကနေပြောတဲ့ဆိုင်ရှိလို့အပေါ်နဲ့ပါဇက်ကပုံစံလေးနဲ့ပေါင်းသွားတယ်ဆိုင်လို့ကြရင်ဘာရှိမှလဲအမိုးကာလေးရှိမယ်အချို့ဆိုင်တွေကဘလို့ဆိုင်မျိုးလဲဆိုတော့အထက်စီးကနေပြောတဲ့ဆိုင်တကယ်ကြုံမှုတယ်နော်ဈေးကြီးတယ်နော်ဝယ်နိုင်လို့လားဆိုတော့
ဝယ်နိုင်သူတို့ကဆိုင်ဖွင့်မှတော့ရောင်းရမယ့်တောင်းဝင်ရှင်းပြရမယ့်တောင်းဝင်ရှိတယ်လीနော်အဲ့တော့အချို့ဆိုင်တွေကအထက်စီးကနေပြောတယ်ဆိုင်တစ်ဆိုင်ဖြစ်ဖို့အတွက်အမိုးကာလေးတော့ရှိရမယ်အချို့ဆိုင်တွေကစကားကိုဘယ်လိုပြောလဲအထက်စီးကနေပြောတယ်ဥဝယ်ခန်းကြီးနဲ့ဒိုးတွေအရှိမှတင်ထားတယ်ပါဆက်ခန်းကြီးနဲ့ပေါင်းထားတယ်မိဆဲနဲ့တန်းနဲ့မိဆဲကပိုသုံးများတယ်54မှာတန်းက N3 လောက်ဆိုရင်တော့ပါလာပြီဖတ်တယ်စာဖတ်တယ်ဆိုတာပါဆက်ကနေပြောရတာပြောရပြီဖတ်ပါဆိုရင်ပါစက်ကြီးဝစီပိတ်ထားတာမဟုတ်စကားတွေပြောရပြီဆီယာမစာဖတ်ခိုင်းပြောရလို့ EEMS နဲ့စတယ်စီမီခွက်လေးထွန်းစပွဲကုံပေါ်မှာစီမီခွက်လေးထွန်းပြီးတော့ဖတ်တယ်ဆိုင်လို့ကြားတာနဲ့အမိုးကာလေးရှိတယ်အချို့ဆိုင်တွေကအပေါ်စီးကနေပြောတယ်ရှစ်လုံးမြောက်ဒါရက်ဒီနေ့ကအချိတ်ဆက်နဲ့တင်တာမဟုတ်ဘဲနဲ့ပုံစံလေးတွေဖြစ်နေဆွဲပြတာเนาะမျက်လုံးနဲ့ခန်းကြီးပုံစံကိုမျက်လုံးလေးဖြစ်နေမြင်ကြည့်လိုက်မျက်လုံးဒီမှာမျက်လုံးအဲ့မျက်လုံးခန်းကြီးကိုဒီလိုမျိုး4000ဆန်ဆန်ဆွဲသွားတယ်လို့မျိုးလေးခန်းကြီးကိုမြင်ဒီမှာလေဒီမှာမျက်လုံးလေးဖြစ်နေမြင်ကြည့်လိုက်အဲ့ဒါကြောင့်ဒီမှာလေမျက်လုံးဒီမှာမျက်လုံးမမြတ်တာမမျက်လုံးเนาะအဲ့တော့မျက်လုံးခန်းကြီးဒီမှာမျက်လုံးအဲ့လိုပုံစံလေးအဲ့တော့မျက်လုံးနဲ့တူတဲ့ခန်းကြီးမလို့ဒါလေးကိုမြင်တို့တွေမျက်လုံးလို့မှတ်ထားလိုက်မယ်မျက်လုံးနော်မျက်လုံးပုံစံလေးနဲ့တူလို့မျက်လုံးလို့မှတ်မယ်မျက်လုံးကိုမဲ့သူများနဲ့ပေါင်းရင်မုတ်ခုက N3 လောက်မှာတုံးတယ် N5 N4 ဆိုရင်မဲ့ကိုမှတ်ထားလို့ရတယ်မဲ့မျက်လုံးပုံစံလေးနဲ့တူတာမလို့မျက်လုံးပုံစံလေးနဲ့တူတာမလို့မျက်လုံးနဲ့ခြေထောက်လေးနဲ့မတူလားမျက်စိနဲ့တို့တွေမျက်လုံးနဲ့ဒီမှာနှာခေါင်းမျက်လုံးနဲ့ဘယ်ုံငုံကြည့်လဲဆိုခြေထောက်ဒီမှာခြေထောက်မျက်လုံးနဲ့မယုံရင်အခုစာတင်နေနဲ့မျက်လုံးနဲ့ခြေထောက်ကိုငုံကြည့်လိုက်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်ပေါ့နော်မျက်လုံးနဲ့ခြေသုံးကောင်းဆုံးကြည့်တယ်ပေါ့ခြေထောက်ကိုကြည့်ကြတယ်ပေါ့နော်အချို့ကောင်လေးတယောက်ကိုသဘောကျတော့မယ်ဆိုရင်ခြေထောက်တွေပါလက်တွေပါလိုက်ကြည့်တတ်ကြတယ်ကွာကြည့်ဆိုရင်ကြည့်လိုက်ပေါ့ចောင်းသားတို့ရေနော်ဘာလို့ဆိုခန်းကြီးပုံစံမျက်လုံးနဲ့ခြေထောက်နဲ့ပေါင်းထားတာကိုမျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်ပေါ့မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်မျက်လုံးနဲ့ခြေထောက်ဆိုရင်မျက်လုံးကနေမျက်လုံးနဲ့ကိုခြေထောက်ကိုငုံကြည့်တယ်ဗောနော်ရေတွေဆိုကုန်ပြီလားဟဲ့ဘာလားမျက်လုံးနဲ့ခြေထောက်ပုံစံလေးနဲ့တူလို့မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်ကြည့်တာမီမတ်သူများနဲ့ပေါင်းရင်ခံဒါလေးကဖုံးမှလေးသုံးတတ်တယ်နော်ခံလေးရတော့အဲ့တော့ဒါလေးကမျက်လုံးလေးနဲ့တူတော့မျက်လုံးနဲ့ဒါခြေထောက်ပုံစံလေးနဲ့တူရင်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်လို့မှတ်မယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်လို့မှတ်မယ်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်လို့မှတ်မယ်နော်မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်လို့မှတ်မယ်နောက်တစ်ခုကအလုံး80မြောက်သင်ပေးခြင်းတာ80မြောက်သင်ပေးခြင်းတာမျက်လုံးဒီဟာ8ခန်းကြီးသင်ပြီးပြီဟုတ်8ခန်းကြီးမျက်စိရှိမှာ8ကောင်ရှိတာခရုလို့မှတ်မယ်မိုးရင်းဆိုတော့လေမျက်စိရှိမှာ8ကောင်ရှိတာခရုကိုခါကြီးလို့မှတ်ထားမယ်ခါကြီးမျက်လုံးရှိမှာမျက်စိရှိမှာ8ကောင်ရှိတာခရုလို့မှတ်မယ်မျက်လုံးရှိမှာ8ကောင်ရှိတာခရုမျက်လုံးရှိမှာ8ကောင်ရှိတာခရုမျက်လုံးရှိမှာ8ကောင်ရှိတာခရုလို့မှတ်မယ်မျက်စိရှိမှာ8ကောင်ရှိတာခရုဒါမျက်လုံးနဲ့တူလို့မျက်လုံးနဲ့ကိုယ်ခြေထောက်ကိုငုံကြည့်တယ်မျက်လုံးနဲ့ခြေထောက်ကိုငုံကြည့်တယ်မျက်စိနဲ့ခြေထောက်ကိုငုံကြည့်တာမျက်လုံးနဲ့ခြေထောက်ပုံစံပေါင်းရင်ကြည့်တာဒီမှာမျက်စိရှိမှာ8ကောင်ရှိတာခရုမျက်စိရှိမှာ8ကောင်ရှိတာခရုမျက်စိရှိမှာ8ခြေထောက်ကိုကြတော့ငုံကြည့်တာမျက်စိရှိမှာ8ကောင်ရှိတာခရုလို့မှတ်မယ်စာဖတ်တယ်ဆိုတာဘာလို့ဖို့လဲပြောဖို့ဖတ်တာစာဖတ်တယ်ဆီယာမစာဖတ်ပြပါဆိုပါဇက်ကနေပြောရတယ်စီမီခွက်လေးထုံးပြီးစပွဲပေါ်မှာစီမီခွက်လေးထုံးပြီးတော့ဖတ်တယ်ဆိုင်တစ်ဆိုင်ဖြစ်ဖို့အမိုးလိုတယ်အချို့ဆိုင်တွေကအထက်စီးကနေပြောတယ်မျက်လုံးနဲ့တူလို့မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်မျက်စိရှိမှ8ကောင်ရှိတာခရုမျက်စိရှိမှ8ကောင်ရှိတာခရုမျက်စိရှိမှ8ကောင်ရှိတာခရုကဲဆက်ကြည့်မယ်နော်80လုံးမြောက်တင်ပေးခြင်းတာကဝဲတယ်အခုတင်မဲ့ခန်းကြီးကဝဲတာခန်းကြီးပုံစံလေးကဒီလိုလေးစဒီလိုလေးခုနကမျက်လုံးခန်းကြီးကိုလှန်လိုက်တဲ့ပုံစံလေးနဲ့မတူးလားဝဲရင်မျက်စိစုံမိတ်လားမျက်စိနဲ့ကြည့်ဝဲလားတို့တွေဝဲရင်မျက်စိနဲ့ကြည့်ဝဲရင်
မျက်လုံးနဲ့ကြည့်ဝယ်တယ်မျက်လုံးခန်းကြီးကိုဒီလိုလှန်လိုက်တဲ့ပုံစံဒီလိုလှန်လိုက်တဲ့ပုံစံဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တယ်ဘာတွေဝယ်လဲခရုတွေဝယ်ခရုတွေဝယ်ခရုသဘောပေါက်တယ်နော်သင်ပြောမယ်နော်ဒါလေးကမျက်လုံးနဲ့တူလို့မျက်လုံးနဲ့ခြေထောက်ကိုကြည့်တယ်မျက်စိရှိမှရှစ်ကောင်ရှိတာခရုဝယ်မှတော့ဘာနဲ့ဝယ်မှလဲမျက်လုံးနဲ့ကြည့်ဝယ်မျက်လုံးနဲ့ကြည့်ဝယ်ဘာတွေကိုဝယ်လဲခရုတွေကိုဝယ်ဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တယ်ဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တယ်ဘာတွေကိုဝယ်လဲခရုတွေကိုဝယ်တယ်ဝယ်တာခါကြီးမတ်သူများနဲ့ပေါင်းရင်ဘိုင်းသူများနဲ့ပေါင်းရင်ဘိုင်းဝယ်မှတော့ကဲတကူဝယ်တော့မယ်ဆိုမျက်စိစုံမိပြီလိုက်ပြီးစမ်းပြီးဝယ်လားဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တာပေါ့မျက်လုံးပုံစံထည့်ထားတယ်ဒီမှာမျက်လုံးပုံစံထည့်ထားတယ်ဒီမှာမျက်လုံးပုံစံဝယ်မှတော့မျက်လုံးနဲ့ဝယ်တယ်ဘာကိုဝယ်လဲခရုကိုဝယ်ဒီနှစ်ခုပေါင်းလိုက်တယ်လို့ပဲဝယ်မှတော့မျက်စိနဲ့ကြည့်ဝယ်တယ်ဘာကိုဝယ်လဲခရုနဲ့ခရုတွေကိုဝယ်တယ်ဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တယ်ဘာကိုဝယ်လဲဆိုတော့ခရုကိုဝယ်တယ်ဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တယ်ဘာကိုဝယ်လဲဆိုတော့ခရုတွေကိုဝယ်တယ်ဝယ်မှတော့မျက်လုံးနဲ့ကြည့်ဝယ်တယ်ခရုတွေကိုဝယ်တယ်ဖြစ်မယ်နော်ဒါလေးကပတ်ဝန်းဖြစ်နေအရင်တက်လိုက်ပါမယ်နော်